ကောင်းသောနေ့ပါစိတ်ပူပင်သောကတွေခင်းဝေးကြပါစေရှင်ဒီနေ့လေးမှာ Facebook Live Channel အနေနဲ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကကျမတို့ဘဝမှာစူးစမ်းနေပေမဲ့မအောင်မြင်သေးရင်ဖြစ်စေအခက်အခဲတွေကြုံတွေ့နေရရင်ဖြစ်စေကျမတို့ရဲ့စိတ်ကိုဘယ်လိုကင်တွယ်ကြမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့တွေစိတ်ကူးအိမ်မက်တွေစီကိုရှောက်လန်းကြတဲ့အခါအဆင်ပြေပြေအောင်မြင်မြင်နဲ့အိမ်မက်တွေစီအရောက်လန်းနိုင်တဲ့သူတွေရှိသလိုရည်ရွယ်ချက်တွေအတွက်အမှန်တကယ်ကြိုးစားပေမဲ့အကြောင်းမျိုးမျိုးကြောင့်အကြိမ်ကြိမ်လွဲချော်ရတဲ့သူတွေလည်းရှိနိုင်ပါတယ်တခါတရံတော့စိတ်ပြက်အားငယ်နိုင်ပါတယ်ရည်မှန်းချက်တွေကဖြစ်နိုင်ပါမလားလို့တွေးမိတဲ့အထိထိုးနှက်မှုတွေအဆင်မပြေမှုတွေလည်းကြုံတွေ့ရနိုင်ပါတယ်ဒီလိုခြေအနေမျိုးမှာကျမတို့လုပ်နေတဲ့အရာတွေနဲ့တွေးနေတဲ့အတွေးတွေကိုခဏရပ်ကြည့်ကြရအောင်နော်ဟုတ်ပါတယ်ကျမတို့တွေရွေချက်တစ်ခုကိုဖြစ်ချင်လို့ကြိုးစားကြတယ်အကြောင်းမျိုးမျိုးကြောင့်အခက်အခဲကြုံနေရပြီဆိုရင်ကျမတို့ရဲ့စိတ်ကိုစိတ်ပြက်အားငယ်တာမျိုးအဖြစ်မခံဘဲကျမတို့လုပ်နေတဲ့အရာတွေးနေတဲ့အတွေးတွေကိုခဏရပ်ပြီးကျမတို့ရဲ့စိတ်ရောကိုယ်ပါခဏတာအနားယူသင့်ပါတယ်ကျမတို့အတွက်တိကျပြတ်သားတဲ့ပန်းနိုင်သိကြတယ်ဆိုရင်ကျမတို့ကိုဘယ်အရာတွေကအခက်အခဲဖြစ်စေရလဲကျမတို့အခုသွားနေတဲ့လမ်းကြောင်းကထိုးနှက်မှုတွေရှိရင်ကျမတို့ရဲ့ပန်းနိုင်စီကိုဘယ်လမ်းကြောင်းကရောက်အောင်သွားရမလဲဆိုတာကျမတို့တွေလေ့လာရမယ်စစ်စစ်ကြရပါမယ်ကျမတို့တွေဟာတိကျပြတ်သားတဲ့ပန်းနိုင်ရှိရဲ့ဒါပေမဲ့ရောက်နိုင်မှုအတွက်အရန်ဝေးကွာလွန်းတယ်လို့ခံစားရရင်လက်မလျှော့လိုက်ပါနဲ့နော်ဒီလိုခြေအနေမှာ Peaceful Life Channel အနေနဲ့အကြံပြုချင်တာကကျမတို့တွေပန်းနိုင်ရောက်ဖို့ဘလို့အရာတွေကိုစတင်လှုပ်ဆောင်နိုင်လဲကိစ္စသေးသေးလေးလို့ထင်ရတဲ့အရာတွေပဲဖြစ်ဖြစ်ပေါ့ကျမတို့စတင်နိုင်တဲ့နေရာကနေစကြရမှာဖြစ်ပါတယ်ဘလို့အရာမျိုးမဆိုစတင်လိုက်ဖို့သာအဓိကကြတာပါစတင်လိုက်ပြီဆိုတာနဲ့တပြိုင်နက်ဘာမှစတင်ခြင်းမရှိဘဲတွေးတောနေတာထက်တော့ပန်းနိုင်နဲ့ပိုနီးလာနိုင်တယ်လို့လမ်းစားရပြီမို့ကျမတို့အတွက်စူးစမ်းခြင်းစိတ်လည်းပိုပြီးဖြစ်ထွန်းလာစေပါတယ်အရှိမပြောခဲ့တယ်လို့စူးစမ်းနေရင်လည်းမှအခက်အခဲတွေထိုးနှက်မှုတွေကြုံခဲ့ရင်စိတ်ပြက်အားငယ်ခြင်းမရှိပဲကျမတို့တွေဘာရွယ်ချက်ကြောင့်ဒီပန်းနိုင်ကိုရောက်ချင်တာလဲဆိုတာကိုအမြဲတတိကပ်ပြီးရောက်နိုင်မဲ့လမ်းကြောင်းကိုလေ့လာစစ်ဆေးရပါမယ်အခက်အခဲတစ်ခုကြုံရတိုင်းထိုးနှက်မှုတစ်ခုကြုံရတိုင်းကျမတို့တွေရည်ရွယ်ထားတဲ့ပန်းနိုင်စီရောက်ဖို့လမ်းကြောင်းတစ်ခုတွေ့တယ်ဆိုတာကိုနားလည်ရပါမယ်ဟုတ်ပါတယ်ကျမတို့ရဲ့ပန်းနိုင်စီရောက်ဖို့လမ်းကြောင်းများစွာရှိနေပါတယ်ဒါကြောင့်အခက်အခဲထိုးနှက်မှုတွေကြုံရပြီးရည်ရွယ်ထားတဲ့ပန်းနိုင်ရောက်ဖို့ပိုနီးစပ်လာတယ်ဆိုတာကိုနားလည်ရပါမယ်အနှစ်ချုပ်အနေနဲ့ပြောရရင်ကျမတို့တွေမှာတိကျပြတ်သားတဲ့ပန်းနိုင်ရှိရဲဆိုရင်ရည်ရွယ်ရာရောက်နိုင်ဖို့ကျမတို့စတင်နိုင်တဲ့အခြေအနေကနေစကြရမယ်တိတိလေးတွေပဲဖြစ်ဖြစ်ပေါ့စူးစမ်းနေရင်အခက်အခဲတွေကြုံတွေ့ရင်လည်းစိတ်ပြတ်မသွားပဲပန်းနိုင်ရောက်နိုင်မယ့်နည်းလမ်းတွေကိုလေ့လာမယ်စစ်စစ်မယ်အခက်အခဲတစ်ခုချင်းစီကိုရင်ဆိုင်ဖြေရှင်းမယ်ကျမတို့တွေအားလုံးဘလို့အခက်အခဲပဲရှိပါစေကျမတို့ရည်ရွယ်ထားတဲ့ပန်းနိုင်စီကိုကြံ့ခိုင်သောစိတ်ဓာတ်မရွှေ့သောဇလုံးလာနဲ့ကျမတို့ရဲ့စီစစ်ဝေဖန်နိုင်တဲ့ဉာဏ်ပညာကိုအသုံးပြုပြီးရည်ရွယ်ထားတဲ့ပန်းနိုင်စီအရောက်သွားကြရအောင်နော်